အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ AUS Studio Channel ကနေကြိုးဆိုပါရစေဂျပန်နိုင်ငံရဲ့ Samurai ဆိုတဲ့စကားလုံးကိုကြားလိုက်ရုံနဲ့ကျွန်တော်တို့စိတ်ထဲမှာပြောင်းလဲနေတဲ့ Samurai တားရှိပြီးတန်ချက်ကအင်ဂျီတွေနဲ့ဂုံးတက်ခါချီမလာတဲ့စစ်တီတော်တွေကိုမြင်အောင်မိကြမှာပါဒါပေမဲ့တမိုင်းမှာဒီလောက်အစွမ်းထပ်ပြီးအုပ်ချုပ်သူလူရန်စားဖြစ်ခဲ့တဲ့ Samurai တွေဟာဘာကြောင့်နဲ့ဘလူးနီးနဲ့ဂျပန်မြေပေါ်ကနေကြောက်ွယ်သွားခဲ့တာလေသူတို့အားလုံးတိုက်ပွဲထဲမှာပဲတည်ဆုံသွားခဲ့ကြတာလားဒါမှမဟုတ်အချိန်ကာလရဲ့တိုက်စားမှုအောက်မှာပဲပြုံဝင်သွားခဲ့ကြတာလားဒီနေ့ဗီဒီယိုလေးထဲမှာဆာမူရိုင်းကြီးဘလူးပြောက်ွယ်သွားတယ်လဲဆိုတာကိုတင်ဆက်ပေးသွားပါမယ်ဆာမူရိုင်းကြီးပြောက်ွယ်ခြင်းဇာတ်လမ်းက1868ခုနှစ်မှာစတင်ခဲ့တဲ့မေဂျီခေတ်ပြောင်းတော်လှန်ရေးနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်အဲ့ဒီမတိုင်ခင်ဂျာဇုနှစ်ပေါင်းများစွာကလေးကဂျပန်နိုင်ငံမှာဆာမူရိုင်းတွေကအုပ်ချုပ်သူလူဒန်းစားပြီးဖြစ်ခဲ့ကြပြီးလူဦးရေရဲ့900ခိုင်နှုန်းကနေ600ခိုင်နှုန်းလောက်အထိရှိခဲ့တာပါဒိုကူကဝါဆိုးရလာအောင်မှာဆာမူရိုင်းတွေကစစ်သားတွေမကတော့ပဲအုပ်ချုပ်ရေးပိုင်းဆိုင်ရာလုတ်ကင်ကြတဲ့အစိုးရဝန်ထမ်းတွေလိုမျိုးဖြစ်နေပါပြီဒါပေမဲ့အမေရိကန်နဲ့ဥရောပအင်အားကြီးနိုင်ငံတွေရဲ့နေကျအန်ရဲ့ချင်းချောင်းမှုကိုခဏရတဲ့အခါမှာတော့ဂျပန်ရဲ့မီဂျီအစိုးရတစ်ကနိုင်ငံကိုခေတ်မီတိုးတက်အောင်အပြင်းထန်ပြုတ်ပြီးပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီမှာဆာမူရိုင်းတွေရဲ့အခွင့်ထူးခံအခွင့်အရေးတွေကိုတစ်စိမ့်ညင်းစီရိုက်ချိုးပစ်ခဲ့ပါတော့တယ်ပထမအဆင့်အနေနဲ့1880ခုနှစ်မှာဆာမူရိုင်းတွေကိုစပင်းပုံစံပြောင်းလဲခိုင်းပါတယ်ဆာမရိုင်းနေရဲ့ဂုံတိတ်ခါတင်ဂိတာဖြစ်တဲ့ဖိတ်ပြောင်းစရုံမိုးဖြတ်ပစ်ဖို့မီဂျီအစိုးရကမိန်ထုတ်ပြန်ခဲ့ပါတယ်ဒုတိယအဆင့်မှာတော့1883ခုနှစ်မှာစစ်သားစုဆောင်ရေးဥပဒေကိုပြဋ္ဌာန်းပြီးဆာမရိုင်းနေရဲ့စစ်အာဏာကိုကန့်တက်လိုက်ပါတယ်အရင်ကစစ်တပ်ဖွဲ့စည်းခွင့်လက်နက်ကင်မွေးနီကဆာမရိုင်းနေရဲ့တဦးဒီမူပိုင်အခွင့်အရေးဖြစ်ခဲ့ပေမဲ့အခုအခါမှာတော့အသက်20နှစ်ပြည့်တဲ့ဂျပန်နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေကြောင့်ဆာမရိုင်းနေရဲ့စီအာဏာလဝန်ကြီးအုံမှုပျက်စီးသွားခဲ့ရပါတယ်တတိယစတင်အနေနဲ့ဆမ်ရိုင်းတွေအတွက်လစာရှိခါခက်တောက်ခြင်းကို1883ခုနှစ်မှာပဲလုပ်ခဲ့ပါတယ်ဆမ်ရိုင်းတွေကိုအစိုးရကပြီးနေကြခြေခါစပါဒါမှမဟုတ်ဘူးဆိုရင်လစာတွေကိုချက်တောက်လိုက်ခြင်းဖြစ်ပါတယ်ဒါကသူတို့ရဲ့စီးပွားရေးအခြေခံအုတ်မြစ်ကိုလုံးဝပျက်စီးသွားစေခဲ့ပါလေနောက်ဆုံးအနေနဲ့1886ခုနှစ်မှာဓာတ်ကင်ဆောင်ငွေကိုပိတ်ပင်ပါတယ်မီဂျီအစိုးရကစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်ကလွယ်လို့ကျန်တဲ့သူတွေအများပြည်သူရှေ့မှာဓာတ်ကင်ဆောင်ငွေပိတ်ပင်တဲ့အမိန့်ကိုထုတ်ပြန်လိုက်ပါတယ်ဆောင်ဘရိတ်တယောက်အတွက်ဓာတ်ရှည်ကသူ့ရဲ့ဝิญဉ်ဖြစ်ပြီးဂုံးတိတ်ခါရဲ့အမြင့်ဆုံးအမတ်သားဖြစ်တာကြောင့်ဒီဥပဒေကဆောင်ဘရိတ်ရဲ့အတွက်သူကြောကိုချက်တောက်လိုက်တယ်လို့တွားခဲ့တာပါဒီလိုရုပ်ချီးပြောင်းလဲမှုတွေကြောင့်ဆောင်ရိုင်းအများစုကမကြည်မနှက်ဖြစ်ပြီးဂျပန်နိုင်ငံအနောက်ပိုင်းဒေသတွေမှာပုံကံမှုတွေစီကြီးပေါ်ပေါက်လာပါတော့တယ်အဲ့ဒီထဲမှာအကြီးမားဆုံးနဲ့နောက်ဆုံးပုံကံမှုကြီးကတော့1889ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဆက်ဆူမာပုံကံမှုပဲဖြစ်ပါတယ်ဒီပုံကံမှုကိုဥဆောင်ခဲ့သူကတော့ဂျပန်ရဲ့နာမည်ကျော်ဆောင်ဘရိုင်းကြီးဆိုင်းကိုတာကာမိုရီဖြစ်ပါတယ်သူကတကယ်တော့မေဂျီအစိုးရတက်လာအောင်ကူညီပေးခဲ့တဲ့အထူးကသွေးကောင်းကြီးတူဖြစ်ပေမဲ့အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကဆောင်ဘရိုင်းကြီးကိုတစ္ဆာဖောက်တလူဖြစ်နေတယ်လို့ခန်းစားရပြီးအဆွေးရယာရုတွေကနေနှုတ်ထွက်ခါကာကူရှိမမြို့မှာကိုပိုင်စစ်တင်တန်းကြောင်းတွေဖွင့်လှစ်ခဲ့ပါတယ်အဆွေးရတက်တင်တဲ့ဆိုင်ကိုရဲ့ဆမ်ရိုင်းတပ်ဖွဲ့တွေကလာနေချီပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပါတယ်ဒါပေမဲ့ခင်မီအမြောက်တွေတနတ်တင်တက်ဆင်ထားတဲ့အဆွေးရတက်ကိုဆမ်ရိုင်းရဲ့ရိုးရာဓာရှိတွေကအလူနီးနေမှမရှင်းနိုင်ခဲ့ပါဘူး1889ခုနှစ်စက်တင်ဘာ24ရက်နေ့ရှီရိုယာမတိုက်ပွဲမှာတော့ဆိုင်းကိုတာကာမိုရီကဒဏ်ရာအပြည့်ထန်ရရှိပြီးနောက်မှာကောင်းဖြတ်ခံရပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ကျန်းရှိနေတဲ့ဆမ်ရိုင်းအနေငယ်ကလည်းအစိုးရအတက်တီချီဥတီပြီးဝင်သွားရင်းနဲ့တိုက်ပွဲအတွင်းမှာတိတ်ဆုံးသွားခဲ့ကြကြောင်းဒါကဆမ်ရိုင်းလူဒန်းစားရဲ့နောက်ဆုံးဒီကုန်းဖြစ်သွားခဲ့ပါတော့တယ်။ဒါဆိုမတီးပဲကြံရစ်ခဲ့တဲ့တန်းနှစ်ချီရဲ့ဆမ်ရိုင်းတွေကရောဒါဖြစ်သွားခဲ့ကြပါတလေ။သူတို့ကတိုက်ခိုက်ရေးတွေမကပဲစားပြီးတက်မြောက်ပြီးအသိပညာကျွေးဝတဲ့ပညာတဲ့လူဒန်းစားတွေပါဒါကြောင့်သူတို့ကထိတိဂျပန်လူအဖွဲ့အစည်းရဲ့အရေးကြီးတဲ့ခဏဆုံးမှတင်လင်းမြန်မြန်ပဲအသားကျပြောင်းဝင်သွားခဲ့ကြပါတယ်။ဆမ်ရိုင်းအများစုကသူတို့ရဲ့အုပ်ချုပ်ရေးတွေ့ကြုံနေကြောင်းမေဂျီဆိုရရဲ့ဆိုရဝန်ထမ်းတွေစစ်တပ်အရာရှိတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဖြစ်လာခဲ့ကြပါတယ်။1880ခုနှစ်တခေါင်စင်းအရဆမ်ရိုင်းဟောင်းတွေရဲ့16ရာခိုင်နှုန်းလောက်ကအစိုးရဝန်ထမ်းတွေဖြစ်လာခဲ့ကြပါတယ်။ဆမ်ရိုင်းဟောင်းတွေရဲ့9ရာခိုင်နှုန်းလောက်ကတော့ကျောင်းကိုကြီးကြီးကျောင်းဆရာတွေဖြစ်လာပြီးဂျပန်နိုင်ငံရဲ့ပညာရေးစနစ်တစ်ခုတိစောက်ရမှာအဓိကမောင်းနေအားတွေဖြစ်လာခဲ့ကြပါတယ်။ဆမ်ရိုင်းတချို့ကတော့စီးပွားရေးလောကတွေကိုဝင်ရောက်ပြီးအောင်မြင်တဲ့ကုမ္ပဏီကြီးတွေကိုတည်ထောင်ခဲ့ကြပါတယ်။ဥပမာကမ္ဘာကျော် Mitsubishi ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ Iwasaki Yataro ကဆမ်ရိုင်းဟောင်းတူဖြစ်ပါတယ်။ကျန်တဲ့ဆမ်ရိုင်းတွေကလည်းကုမ္ပဏီဝန်ထမ်းတွေတည်စာဆရာတွေစာရေးဆရာတွေဖြစ်လာကြသလိုတချို့ကတော့ဟော်ကိုင်ဒိုဒေတာစီကိုတွားပြီးအချီချရာဒေသမားတွေအဖြစ်ဘဝကိုစတင်နေကြပါတယ်
ဒီလိုနဲ့ samurai ဆိုတဲ့အမည်နာမနဲ့အခွင့်အရေးရန်ဇာကတော့ဂျပန်မှာထာဝရကွေပြောက်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့စီကံအသေးဝဲမှုနဲ့ကိုတိကာကိုတံပိုးထားတဲ့ samurai စစ်တပ်ကတော့ခေတ်သစ်ဂျပန်နိုင်ငံကိုကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာအောင်တည်ဆောက်ပြီးရဲ့အုတ်မြစ်တစ်ခုဖြစ်နေကြံ့ရစ်ခဲ့ပါတယ်နားထောင်ပေးကြတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်